အချစ်ဦးဆိုတာတဲ့အချစ်ဆုံးကိုတွေ့ရင်မေ့သွားရောလေလားကျွန်တော်တော့ကြောက်ရတယ်ကျွန်တော်နောက်တစ်ခုထပ်ဖက်ကြည့်တယ်ဒီတစ်ခွက်ပြီးရင်တော်တော့နော်ဆိုတဲ့စကားသံလေးမကြားရတော့တဲ့နောက်မှာကျွန်တော်ဘယ်နှခွက်တောက်မိမှန်းမသိတော့ပါဘူးဗျာကြောခိုင်းရမှာဆိုလို့စိုက်ကားတော့အတူတူမစီးရဘူးမေရဲ့နှစ်ဦးသမားတို့လမ်းခွဲတယ်လို့တော့မပြောပါနဲ့တဲ့ဗျိုင်းသူပြက်တဲ့ဖက်နဲ့ဆိုတာဘယ်မှာရှိလို့လဲပြီးတော့နောက်ထပ်မိန်းကလေးတွေရေးထားကြကြလည်းဖက်လိုက်ရသေးတယ်ဟဲ့တဲ့ညီးနဲ့ငါနဲ့အရက်ပြိုင်တောက်လာတယ်တောက်ဝင်လေတဲ့ဘာကြီးလဲမငိုကြီးတဲ့နေအဲ့လိုမူးမူးနေလို့ရှိရင်နင်းကောင်လေးကနင်းကိုထားသွားမှာပေါ့တဲ့ငါကောင်လေးငါ့ကိုထားသွားလို့ငါအဲ့လိုမူးမူးနေရတာပါဟာโอเคအဲ့ကဗျာလေးဖက်တော့ကျွန်တော်တခုတတိသွားရတယ်ကျွန်တော်ဘာသွားသတိရလဲဆိုတော့ကျွန်တော်လည်းအဲ့လိုပဲငငယ်တုန်းကမရေးတဲ့နဲ့မတောက်တစ်ခေါက်ရေးခဲ့တဲ့ကြပြလေးတွေကိုသွားပြီးတော့သတိရတယ်